အားလုံးပဲမင်္ဂလာပါခင်ဗျာဖိုးကန်ကုန်း channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးချင်တာလေးကတော့ကောကမိုးစိုးဤဇက်သိန်းခန်းဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်အမဲလိုက်ခွင်းများနဲ့အတူတောထဲသို့အမဲလိုက်ရန်မိုးစိုးဤကောကထွက်လာသည်ထိုအချိန်လန်ခီးတွင်ရွာထဲသို့စုတ်ခံကြွတော်မူလာသည့်ရဟန်းတစ်ပါးနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံမိပါတော့တယ်ဤတွင်ကျင်းညိုဝရရဟန်းတော်ကိုဖုတွေ့ရတော်လဲစိတ်ထားမကောင်းသည့်ကောကတယောက်ကအောက်ကူတူကိုဈေးပေါ်ပေါ်နှင့်ဝယ်ယူလိုက်လေတော့သည်ဒီနေ့ကြောက်ကမှဒီသူရုပ်တွေကိုတွေ့နေရတယ်မင်္ဂလာမရှိလိုက်တာဒီနေ့တော့တားကောင်တစ်ကောင်မှရမယ်မထင်ဘူးကောက၏ဒေါသတကြီးပြောဆိုလိုက်သည့်စကားများသာဤတို့ဖြင့်တောထဲသို့ရောက်လာပြီးတားကောင်ရှာဖွေပါတော့လဲအချိန်သာကုန်သွားသည့်တားကောင်တစ်ကောင်မှမရသေးပြီထိုအခါလမ်းမှာတွေ့မြင်ခဲ့ရသည့်ဇဟန်းတော်အပေါ်ဒေါသပူပြီးထွက်လာသည်ဒေါသကိုရင်မာပိုက်ပြီးရွာသို့ပြန်လာခဲ့ရာကောကတယောက်တိုက်တိုက်ဆိုင်ဆိုင်ပင်ရွာထဲမှစိုးခန့်ပြန်ကြွလာသည့်ယဟန်တော်နှင့်စုံမိပြန်လေသည်ဒီအခါဒေါသအပေါ်ဒေါသဆင့်လာသည့်အတွက်အမဲလိုက်ခွေးများကိုရှုတိုက်၍ယဟန်တော်ကိုကိုက်တိုင်ရန်စေခိုင်းလိုက်တော်သည်ယဟန်တော်လေးသည်လည်းအသက်ဘေးကြောင့်ထိတ်လန့်ကာထွက်ပြေးရရှာသည်မလွတ်သည့်အဆုံးတွင်နီးစက်ရာတက်ပင်တပင်ပေါ်နှင်းမြန်စွာတက်ပြေးသွားသည်ကောက၏ဒေါသကအချိန်ကောင်းနေစေထို့ကြောင့်တက်ပင်အောက်မှနေ၍မြားစုကြုံတို့ကယဟန်တော်လေး၏ခြေပေါ်နှစ်ဖက်အားအချိန်များစွာထိုးလိုက်သည်ယဟန်တော်လေးသည်လည်းအတဲခိုက်မတဲ့နာကျင်လှသည့်အတွက်ကိုယိုတင်ငန်းကိုမျှထိမ့်သိမ့်နိုင်ကြမရှိတော့ဘဲအောက်သို့ကျွတ်ကျသွားလေတော့သည်တင်ငန်းသည်အဝေးသို့မလွင့်သွားဘဲယဟန်တော်ခြေပေါ်ကိုမြားဖြင့်ထိုးဆွနေသည့်ကောကမူစု၏ခေါင်းပေါ်သို့တွန်းချုံလျက်သာကျသွားလေသည်ဤတွင်တပ်ပင်ပေါ်မှယဟန်တော်လေးအားဒေါသတကြီးမန်ပြီးဟိမ့်ခေါက်နေကြသည့်ခွေးကြီးများသည်တခင်ဖြစ်သူကောကမုံစုအားတပ်ပင်ပေါ်မှတုတ်ကြလာသည့်ယဟန်ဟုထင်မှတ်ပြီးဝိုင်းဝန်းကြိုက်ခဲကြလေတော့သည်အောက်ကုသို့အကျိုးပေးကမြန်ဆန်လွန်းလာသည်ကောကမုံစုတယောက်သူ့အမဲလိုက်ခွေကြိုက်ခံရပါထိုနေရာမှပင်ဇက်သိမ်းသွားရပါတော့သည်တေတီနှင့်တပြိုင်နက်ယဟန်တန်ကအပေါ်တန်သုံးမားတို့ဖြင့်ပြမမိခဲ့သည့်အတွက်အဝီစီငရဲသို့ကြာသွားရှာလေတော့သည်နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းအားကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်နောက်ထပ်ဒီလိုဗီဒီယိုတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ခဲ့ပေးဖို့တောင်းဆိုလိုက်ပါရစေ